ကိုရီးယားမဘန်ကာရဲ့အများဆုံးစားကြတဲ့ဒီ Korean spicy noodle ကိုကြိုက်တဲ့သူတွေရှိကြလားခောက်ဆွဲအေးလို့လဲခေါ်ကြရဲပြီးတော့သူတို့ကရေခဲတုံးလေးတွေထည့်ပြီးစားကြတာပေါ့နော် McBand တွေထဲမှာအဲ့လို spicy noodle နီနီရဲရဲကြီးတွေစားလို့ရှိရင်လေအရန်စားကျင်ခဲ့တာအဲ့လောက်နေရင်တော့တော်တော်လေးဆက်မယ်ထင်တယ်ကိုရီးယားမှာတော့ bibi naengmyeon လို့ခေါ်ပြီးတော့သူကဂျုံခောက်ဆွဲမဟုတ်ပဲနဲ့ကစီတက်နဲ့လှုပ်ထားတာပေါ့နော်ဝါရတာချစ်ချစ်အီအီလေးနဲ့တော်တော်လေးကိုချိုးပြီးဖြစ်တယ်အရင်ကစားဖို့တဲ့ Korean spicy noodle ဆိုလို့ရှိရင်လေဆက်ပဲဆက်ပြီးတော့လေခောက်ဆွဲအရသာမရှိဘူးစားဖို့ရဲ့ဆိုင်တိုင်းလို့အဲ့လိုအရသာဆိုတော့မို့သူအရသာအတိုင်းပဲထင်နေရပါတော့ဒါပေမဲ့မဟုတ်ဘူးဒီဆိုင်က spicy noodle အရသာလေးရကြတော့လေသူကခောက်ဆွဲမှာဟိုကအရသာရှိရေပေါ့နော်ချိုဆက်ဆက်လေးနဲ့သူရဲ့ sauce အနစ်နဲ့ခောက်ဆွဲသားလေးနဲ့ကလေတော်တော်လေးကိုစားလို့ကောင်းတယ် whole noodle ကနွေရာသီမှာကိုရီးယားတွေရဲ့အနှစ်သက်ဆုံးအစားအစာပေါ့နော် toppings အေးလေးတွေနဲ့တွဲပြီးတော့စားကြတယ်မိုးကတော့အခုခင်အခုကြက်တဲ့ဝတ်သားကင်လေးနဲ့ပဲတွဲပြီးတော့စားလိုက်ပါတယ်အသားကင်ရဲ့အရသာစားပူးတဲ့အရသာနဲ့လုံးဝမတူimport အသားတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အသား quality ကတော့တော်တော်လေးကောင်းတယ် Muruki drama တွေထဲကလိုမျိုးအသားကင်ကိုလေအခုကင်အခုချက်ခုပစက်ထဲတန်းပြီးတော့ထည့်လို့ရတယ်ကင်ပြီးတော့ဒတိုင်းတန်းစားရင်တော့မှအသားရဲ့အချိုဓာတ်ကလေတော်တော်လေးအရသာရှိရ sauce တွေပါရတော့မလို့အသားရဲ့ quality level ကိုတော့သွား short တော့လို့မရဘူးသူကအကင်မန်းမို့တင်လိုက်တာနဲ့ကိုတန်းချက်တန်းစားလို့ရတယ်တန်းစားလို့ရလို့အသားကမာနေလားဆိုတော့မဟုတ်ဘူးနော်သူ့ရဲ့အသားလုံးဝနူးညံ့နေရဘသုံးတဲ့သားကင်စားရင်စီရီထောပတ်တွေနဲ့ကင်တဲ့အခါမှာအသားရဲ့မူလအရသာကိုဖုံးသွားတတ်တယ်ဒီလိုမျိုးကင်စားတာဘာလို့ပိုအရသာရှိလဲဆိုရင်အသားထဲမှာပါတဲ့အစီတွေကအရေးပြောထွက်လာပြီးတော့အသားကိုသူ့စီနဲ့သူပြန်ကြော်တယ်လို့ဖြစ်သွားတာပေါ့နော်အသားရဲ့အပြင်ကနီနီကျွတ်ကျွတ်လေးနဲ့အတွင်းမိုက်ကတော့လုံးဝနူးညံ့ပြီးတော့စားလိုက်လို့ရှိရင်ချိုချိုစိမ့်စိမ့်လေးနဲ့တော်တော်စားလို့ကောင်းတယ်အဲ့ဒါကိုမှနှမ်းရွက်ဆက်လက်ရွက်နဲ့ကိုကျူချက်အနှစ်လေးပါထည့်ပြီးထုတ်စားရင်တော့ပို့ပြီးတော့မှစားလို့ကောင်းသေးတယ်ဝတ်သားကိုတော့မူကဝတ်သုံးတက်သားရဲဝတ်သုံးတက်သားလွှာရဲပြီးတော့ pork rib finger ကို150 gram စီမှထားပါတယ်။ခင်းတဲ့အခါမှာလေအိုးမှာအသားတွေကလုံးဝမကတ်နေဘူးပေါ့နော်ပြီးတော့သပင်းနေညော်နဲ့နံမှာလည်းမပူရအောင်။အမဲသားကိုတော့ beef belly ရဲ tenderloin နဲ့ sirloin ကို150 gram စီမှထားပါတယ်။အမဲသားကင်တဲ့အိုးနဲ့ဝတ်သားကင်တဲ့အိုးနဲ့မတူဘူးပေါ့နော်။ဒါလေးကတော့အမဲသားကင်တာဒီအိုးလေးကပို့ပြီးတော့ချစ်ဖို့ကောင်းတယ်။အမဲသားကိုတော့သူကလေ high quality butter လေးကိုသုံးမိထားတယ်။ဒီထောဘက်ကဘလောက်တောင်မှကောင်းလဲဆိုရင်လေအနံ့ကတော်တော်လေးကိုမှုရ။ကျမတော့အမဲသားကင်ကနေဘလို့မှမျက်လုံးခွာလို့မရဘူးအဲ့ထောပတ်နံတင်းနေတဲ့အသားကင်နေရဲ့အနံ့ကိုဘယ်သူမှမလွန်ဆန်နိုင်ဘူးနော်ခဏတင်ပြီးဒီလိုလှန်လိုက်တာနဲ့အသားတွေကကြက်သွားပြီဒီလားပြီးတော့ထောပတ်နံတင်းတင်းလေးနဲ့ဆိုလေကျမဘေးကနေတည်တများများကြနေအရန်စားခြင်းတွေရောလေဒါစားလို့ရပြီစားတော့ဆိုတော့ကျမချစ်ချင်းကောက်ကင်ပြီးစားတော့တာပဲအရေးရဲ့ကင်မရာမန်ကအသား focus မပေါ်လို့အကြာကြီးပြခိုင်းနေတော့ကျမဂလုဂလုဖြစ်နေပြီစားချင်းမှာတော့ပြောစရာစကားတွေလုံးဝပျောက်ဆုံးသွားတယ်။နာနေလုံးဝမှုေးပြီးတော့လေ။ဟုတ်ဗစက်လေးရောက်သွားတယ်။တော်ကောင်းတာ။想干的。မှန်ကောတကယ်ပြောအမဲသားတော့လေဒီလိုအရသာမျိုးလုံးဝတခါမှမစားဘူးကြိုက်လိုက်တာနဲ့လေထောဘက်ရဲ့အနံ့ပေါ့နော်နိုးနံတင်းတင်းလေးကလေနှာခေါင်းထဲထိတိုးဝင်လာအသားရဲ့အချိုတန်းနဲ့ထောဘက်ရဲ့အစိမ့်တက်ကပေါင်းသွားတော့ကွာစားရတာလုံးဝလည်းမအီးရနဲ့ကိုလေထက်ခါစားခြင်းပြီးတော့အသားကလည်းမမကြစ်ကြီးမဟုတ်ရှာပေါ်မှာလေလုံးဝအရေးပြောသွားတယ်လို့မျိုးနူးညံ့နေရပဲအမဲသားကဒီတိုင်းတော့တော်တော်သွားစားကောင်းနေရောဆက်လက်ရွက်နှံ့ရွက်နဲ့ထုတ်စားဖို့တော့မိသွားတယ်လိုပဲဘွားမှာတစ်လောက်တစ်ခါလောက်တော့ကိုလိုချင်တာဝယ်ပေးစားချင်တာလေးကျွေးပေးရတယ်။ဒါပေမဲ့ဘွားကတော့အမြဲလိုကျွေးဖြစ်ပါတယ်။အရန်ဟင်းတွေကတော့လုံးဝအသက်ပဲတော်တော်လေးစုံတယ်။ဘိုင်းမပြည့်မချင်းလဲစားလို့ရတယ်။ဒီပဲပင်မောက်ကကြတော့ swine bean ကနေရတဲ့ပဲပင်မောက်ပေါ့နော်။ तू ကခေါင်းကအဝါရောင်အလုံးကြီးပြီးတော့အမြင့်တုတ်တယ်။သူ့ကိုကြတော့ဟင်းကြိုချက်တာဒါမှမဟုတ်အတုပ်အနေနဲ့တုပ်စားကြတယ်။ကိုရီးယားစားတောက်ဆိုင်တိုင်းမှာပေးရဲ့အခြေခံ side dish ပေါ့နော်။ तू ကနှမ်းစီနဲ့အရသာလေးနဲ့နေထားတော့ကျွတ်လေးနဲ့စားလို့ကောင်းတယ်။ကိုရီးယားပဲပင်မောက်ကအရန်ကျွတ်ပြီးတော့ refreshing ဖြစ်တယ်ပြီးတော့ तू ကအစီအစိမ့်များတဲ့ဟင်းတွေနဲ့တွဲစားရင်အလိုက်ဖက်ဆုံး side dish ပဲ။ဒီချက်သွန်ချင်းကပုံမှန်ချက်သွန်နေလို့ဆက်မနေပဲချိုးချင်းကအရသာ3မျိုးလုံးပါတယ် soy sauce နဲ့စိန်ထားလို့အဆက်တက်ပြောက်ပြီးတော့အသားကပိုပြီးတော့ crunchy ဖြစ်တယ်ကိုရီးယားချက်သွန်အချင်းကအသားကင်အတွက်တော့လုံးဝအကောင်းဆုံး side dish ပဲသူကကျွတ်ကျွတ်လေးနဲ့ချိုးချင်းကအရသာရှိရောအသားရဲ့အစီအစိမ့်တွေကိုကောင်းကောင်းလေးထိမ့်ပြီးမသုံးတက်သားကင်နဲ့တွဲစားလိုက်ရင်နောက်ဆိုဒါမပါပဲမစားတတ်လောက်အောင်ပဲသူတို့ဒီ gobi side dish ကကြတော့လေ green ရှင်းပြီးတော့လေဟင်းအရသာကိုပိုပေါ်လွင်စေဒီ side dish လေးကကြတော့ fish cake ကိုနှမ်းစီမွေးမွေးလေးနဲ့တုပ်ထားတာသူကထမင်းပြူပူလေးနဲ့စားရင်တော့ကောင်းတယ်ဒါတွေအကုန်စားပြီးတော့မှနောက်ဆုံး green ရှင်းတာအဲ့ဒါဥကြောင် ။အားလေးစားပြီးအရေးတငုံတော့
ဒါလေးကကြတော့လေငါးဥကိုအစာတွတ်ထားတဲ့ဝက်ဥကင်လေးပေါ့နော်ဒီဝက်ဥကကြတော့လေကိုရီးယားကနေဓာတ်ရိုက်တင်သွင်းထားတာအရသာတိတိတတကွာချရဲဘာလို့ဆိုတော့ကိုရီးယားမှာဦးတန်းစင်တဲ့နေ့စနစ်ကအရန်စနစ်ကြတဲ့အတွက်ကြောင့်မို့လို့အနံ့အသက်ကင်းပြီးတော့ပိုစားကောင်းတယ်အပြင်ဝက်ဥကင်ကအီလေးနဲ့တော်တော်လေးဝါလို့ကောင်းပြီးတော့အထဲမှာငါးဥလေးနဲ့ဆိုတော့လေတော်တော်စားလို့ကောင်းတယ်ဥကင်နဲ့လေးကအရန်မွေးပြီးတော့အရသာလည်းဆက်ဆက်လေးဆိုတော့လေကိုရီးယားဥကင်ကြရင်တော့စားကြည့်နော် Korea food စားရင်တော့ boneless chicken fillet မပါမဖြစ်စားပေးရတယ်ကိုရီးယားကြက်ချီတော့ဆက်ကတော့လေတော်တော်လေးဆက်တယ်ပြီးတော့သူကအယိုးမပါတဲ့အတွက်ကြောင့်မို့လို့လေးစားရတာထုတ်နဲ့ဝါလို့ကောင်းတယ်ဘဲပေါက်အသားကင်စားရင်တော့စတူးတစ်ခွက်လောက်ကမရှိမဖြစ်ပဲเนาะကမ်ဂျာထိုင်ဝက်ကြောရိုးစုပ်ပြုတ်လေးရတော့ဝက်ကြောရိုးကိုနာရီပေါင်းများစွာပြုတ်ထားတဲ့အတွက်ကြောင့်မို့လို့လေဟင်းရည်လေးကတော်တော်လေးကို rich ဖြစ်ပြီးတော့ချိုစိတ်နေရပဲဝက်ကြောရိုးမှာကတ်နေတဲ့အသားတွေကတူနဲ့ကန်လိုက်တာနဲ့ကိုပြုတ်ထွက်လာတဲ့အထိကိုတော်တော်လေးနူးညံ့နေဟင်းရည်ကတော့ဆက်ဆက်လေးနဲ့တော်တော်ကိုတောက်လို့ကောင်းတယ်ပြီးတော့ကိုရီးယားမှာအသားနဲ့ဟင်းရည်တွေကုန်သွားရင်လေကြံခဲ့တဲ့ဟင်းရည်အနှစ်ထဲကိုထမင်းရည်ညှိနှမ်းစီထည့်ပြီးတော့အကင်အိုးပေါ်မှာကြော်စားကြတယ်beef stew လေးပါသူကကြတော့ကိုရီးယားအမဲသားဖြစ်တဲ့အတွက်ကြောင့်မို့လို့လေအမဲသားကနုနဲ့တင်းတင်းလေးနဲ့ပြီးတော့ဟင်းရည်ကလည်းတော်တော်လေးကိုချိုစိတ်နေရအမဲသားတွေမှာအများကြီးပါတယ်သမင်းပြူပူလေးနဲ့တွဲစားရင်တော့လုံးဝ share ပဲပေါ့နော်ပြီးတော့အသားခင်နဲ့စားရင်လည်းသူကအီပြေ Korean food လို့ပြောရတဲ့ kimchi stew ကိုပဲလူတိုင်းပြင်းမြင်ကြရဲဒါကတော့ဝက်သား kimchi stew လေးပါ kimchi stew တစ်မျိုးနဲ့ထမင်းပူပူလေးနဲ့စားရင်လေတခြားဟင်းတွေတောင်မလို့ဝက်သားရဲ့အစီဓာတ်နဲ့ kimchi ရဲ့အချင်ဓာတ်နဲ့ဆိုတော့ဟင်းရည်ကလေအရသာလေးကစိတ်ပြီးတော့ချင်းဆက်ဆက်လေးနဲ့အရန်တောက်လို့ကောင်းတယ်ဘာမှပထမဆုံးစားဖို့ရ fried banana သူကလေအတွင်းကငှက်ပြောသည့်အီလေးနဲ့အပြင်ကကျွတ်လေးကိုမှပြားရည်လေးနဲ့တွတ်ပြီးစားရတာတော်လေးကိုမှချိုတယ်အရန်ကိုကြိုက်ပါတယ်တော်တော်ကြိုက်တယ်ဒီလားအဲ့ဒါအိမ်ကိုပါဆယ်ဆွဲလာတယ်တစ်ခုကကျတော့ tteokbokki ကိုကျွတ်လေးကြော်ထားတာပေါ့နော် tteokbokki လေးကဆွဲလိုက်တာနဲ့အဲ့လိုအရှည်ကြီးပါလာလေအရန်လဲစားလို့ကောင်းတယ်သူတို့နှစ်ခုလုံးကပြားရည်နဲ့တို့စားရတာအချိုပွဲပေါ့နော်အဲ့နှစ်ခုလုံးအိမ်ကိုပါဆယ်ဆွဲခဲ့ drinks တွေကိုတော့ lemon tea kiwi juice နဲ့ mix coffee မှာထားတယ် coffee ဆိုတစ်ခွက်ကိုလေ3000ပဲပေါ့နော် kiwi juice တို့ lemon tea ကိုကျတော့9000 6000လောက်ပေါ့ဆိုင်လေးကတော့အခုမှအသစ်ဆက်ဖွင့်မဲ့ဒီ Malia ground floor မှာရှိရဲဟွာKorea barbecue လေးပါဈေးလေးကတော့ premium ဖြစ်ပေမဲ့အသား quality တွေကတော့တော်တော်လေးကောင်းတဲ့ import ဖြစ်တဲ့အတွက်ကြောင့်မို့လို့စားရတာလည်းတန်ပါတယ်အသားကင်ရဲ့အရသာလေးတခြားအသားကင်ရတာတွေနဲ့လုံးဝမတူဘဲနဲ့ကွဲထွက်နေတဲ့အတွက်ကြောင့်မို့လို့ပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ quality နဲ့တော့အဆင်ပြေတယ်ဆိုင်လေးကအထဲမှာလည်းထိုင်လို့ရတယ်ဒီလိုမျိုး table wine လေးတွေကတော့ private ဆန်လေးပေါ့နော်အခုမှအသစ်ဆက်စောက်ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အကင်အနံ့ဆုပ်ဆက်လေးတောင်မတက်ထားရသေးဘူးညဘက်ဆိုလို့ရှိရင်တော့အပြင်မှာအကင်ထိုင်စားတာအကောင်းဆုံးပဲပေါ့နော်လေးတဟူးဟူးနဲ့ view လေးလည်းလှတယ်တော်တော်လေးလည်းထိုင်လို့ကောင်းတယ်ကင်ကို premium ဆက်အသား quality ကောင်းကောင်းလေးစားကြည့်ရတော့ဒီ Huaro barbecue လေးကိုလာပြီးတော့စားကြည့်ပါအားလုံးပဲအသားကင်များများစားနိုင်ကြပါစေရှင် bye bye စားရငယ် barbecue ဆိုင်လေးကတော့ Malia Hotel ground floor လေးမှာရှိပါရဲ့ရှင်